စင်းရဲနွမ်းပါတဲ့မိန်းကလေးတစ်ယောက်ဟာခင်မွန်းဖြစ်သူနဲ့အတူပွဲတက်ကောင်းဝင်တစ်ထဲဝယ်ဖို့ဆိုင်တစ်ဆိုင်ကိုရောက်လာခဲ့ပါတယ်။တကယ်တော့သူမရဲ့ခင်မွန်းဟာဘီလီယံနာတစ်ယောက်ဖြစ်ပြီးသူမရဲ့စိတ်ရင်းစေတနာကိုစမ်းသပ်ဖို့အတွက်သူကဒေဝါလီခံထားရတယ်လို့လိမ်ညာထားတာပါ။မိန်းကလေးကခေါင်းဝင်လဲပြီးခင်မွန်းဖြစ်သူကိုပြသနေတော့မှပဲအလုတ်ခွင်ကသူမကိုအမြဲတိုက်ခိုက်လေးရှိတဲ့ပြိုင်ဘက်မိန်းကလေးနဲ့တိုးပါတော့တယ်။ထိုကောက်ကျစ်တဲ့မိန်းကလေးကသူမကိုဒီလိုဆိုင်မျိုးမှာအဝတ်စားဝယ်ဖို့နင်တို့မှာပတ်စံမရှိပါဘူးဆိုပြီးလှောင်ပြအောင်တော့တာပေါ့ဒါပေမဲ့သူမကဂယုမဆိုင်ပဲတခြားကာဝင်တွေကိုစက်ကြည့်နေခဲ့ပါတယ်အဝတ်လဲခန်းထဲရောက်တဲ့အခါကာဝင်ရဲ့ဈေးနှုန်းကိုခိုးကြည့်လိုက်တော့ဒေါ်လာ3,800 တူညာတောင်ဖြစ်နေပါတယ်သူမဟာခင်မွန်းဖြစ်သူအလောင်ပြောင်ခံရမှာစိုးရိမ်တာကြောင့်ဒီကာဝင်ကိုသူမရဲ့ကိုယ်ပိုင်စုဆောင်းငွေနဲ့ပဲဝယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူမကာဝင်ဝယ်ပြီးထွက်လာတဲ့အခါခင်မွန်းဖြစ်သူဟာသူမရဲ့အလှပကြောင့်မှင်သက်သွားပြီးသူမဆန်းဝတ်ခဲ့တဲ့ကာဝင်တွေအားလုံးကိုထုတ်ပိုးခိုင်းလိုက်ပါတော့တယ်ငွေရှင်းတော့မဲ့အချိန်မှာမိန်းကလေးကသူမဘာသာပေးမယ်လို့ပြောပေမဲ့ခင်ပွန်းကသူ့ကတ်နဲ့ဆိုရင်ရှော့ဈေးရနိုင်တယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဆိုင်ဝန်ထမ်းကစုစုပေါင်းဒေါ်လာ3 တန်းကျတင်ကြောင်းပြောလိုက်တဲ့အတွက်မိန်းကလေးကမဝယ်တော့ဘူးလို့ညင်းပါတော့တဲ့ဒါကိုမြင်တဲ့တိုင်ပတ်မိန်းကလေးကချက်ချင်းဆိုသလိုလှောင်ပြောင်ပြီးဝယ်နိုင်တာမဟုတ်ဘဲနဲ့အခုချက်ချင်းအင်ဂျီကိုချွတ်လိုက်တော့လို့ပြောပါတယ်။ဒါပေမဲ့ခင်ပွန်းဖြစ်သူကသူဟာဒီဆိုင်ရဲ့ရှယ်ယာရှင်တဦးဖြစ်တာကြောင့်ကူပွန်တွေရှိတယ်လို့ဝန်ထမ်းကိုအရေးရောင်ပြလိုက်ပါတဲ့ဆိုင်ဝန်ထမ်းကလည်းချက်ချင်းသဘောပေါက်သွားပြီးဆိုင်မှာ promotion ရှိလို့အားလုံးကို90%ရှော့ပေးမယ်လို့ပြောလိုက်တာကြောင့်ပြိုင်ဘက်မိန်းကလေးမှာအားတင်သွားရပါတယ်မိန်းကလေးကသူမကတ်နဲ့ပဲပေးချေဖို့ထက်ကြိုးစားပေမဲ့ခင်မွန်းကတားလိုက်ပြီးသူ့ကတ်ကပိုလျှော့စေရတယ်လို့ဆိုပါတယ်ဝန်ထမ်းကခင်မွန်းဖြစ်သူရဲ့ကတ်ကိုချစ်လိုက်ပြီးစုစုပေါင်းဒေါ်လာ300ပဲကျတင်တယ်လို့ပြောလိုက်တဲ့အခါမိန်းကလေးမှာအလွန်အမင်းအံ့ဩသွားပါတော့တယ်သူတို့ထွက်သွားပြီးတဲ့နောက်မှာပြိုင်ဘက်မိန်းကလေးနဲ့သူမတငယ်ချင်းကလည်းအဝတ်စားတွေအများကြီးရွေးကြပါတယ်ဒါပေမဲ့ငွေရှင်းတဲ့အခါဝန်ထမ်းကဒေါ်လာ9 တန်းကျတင်တယ်လို့ပြောလိုက်ပါတယ်ပြိုင်ဘက်မက90%ရှော့ပေးတယ်ဆိုလို့အော်ဟစ်မင်းမြန်းပေမဲ့ဝန်ထမ်းကကျမတို့ဆိုင်မှာအဲ့ဒီလို promotion မျိုးတစ်ခါမှမရှိခဲ့ပါဘူးလို့ပြန်ပြောပြီးသူတို့ကိုလုံခြုံရေးနဲ့အပြင်ထုတ်ခိုင်းလိုက်ပါတယ်ဒေါသထွက်နေတဲ့ပြိုင်ဘက်မဟာအိမ်သားထဲမှာလက်ဆေးနေတဲ့မိန်းကလေးကိုလိုက်ရှာပြီးနေဝန်ထမ်းနဲ့ပေါင်းပြီးငါ့ကိုအဆက်ခွဲတာလားလို့ဆွဆွဲပါတယ်ဗျပြီးတော့ဒီနေ့မော်ဒယ်ကခက်တွေပြက်နေတယ်အဲ့ဒါကြောင့်နင့်ကိုငါတင်ကန်းစာပေးရမယ်လို့ချိန်ချောက်ပါတယ်ဒါကိုကြားချင်းမှာပဲမိန်းကလေးကသူမကိုလက်တီးနဲ့တိုက်ရိုက်ထိုးချလိုက်ပါတယ်ပြိုင်ဘက်မရဲ့တငယ်ချင်းကဝင်ကူပေးမဲ့မိန်းကလေးကိုမရှင်းနိုင်ပါဘူးမိန်းကလေးကငါ့ကိုထပ်ပြီးဒုက္ခပေးဦးမယ်ဆိုရင်နင့်ကိုလွတ်ထားမှာမဟုတ်ဘူးလို့တတိပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲခင်မုန်းဖြစ်သူရောက်လာပြီးသူမလက်ကိုဆွဲကအိမ်ပြန်ဖို့လုပ်ပါတယ်ပြိုင်ဘက်မကအလျှော့မပေးပဲရေပုံးနဲ့မိန်းကလေးကိုပြစ်ပေါက်ဖို့ကျိုးစားပေမဲ့ခင်မွန်းဖြစ်သူကအချိန်မီကာကွယ်ပေးလိုက်ပါတယ်နောက်ဆုံးမှာပြိုင်ဘက်မကဒီမိန်းကလေးမှာနှစ်အတော်ကြာတိတ်တခိုးချစ်နေရတဲ့သူရှိတယ်သူ့ရဲ့ပုံကျန်းစာအုပ်ထဲမှာတော့အဲ့ဒီလူရဲ့ပုံတွေဆွဲထားတာလို့အဆက်ခွဲဖို့ပြောပါတယ်ဒါပေမဲ့ခင်မွန်းဖြစ်သူကတော့အေးစစ်စစ်ပါပဲဘာလို့လဲဆိုတော့သူဟာသူမရဲ့ပုံကျန်းစာအုပ်ကိုတွေ့ပြီးသားဖြစ်ပြီးအဲ့ဒီထဲမှာဆွဲထားတဲ့သူဟာသူကိုယ်တိုင်ဖြစ်နေလို့ပါပဲ